ညာတကောင်ချိန်တောအုပ်ထဲကချောင်းတစ်ခုတွင်ရှေ့ကလမ်းပြနေတဲ့ဖခင်ဖြစ်သူစီပါကရေအောင်မှရှိတဲ့ကြောက်တွေကချွန်ထက်နေတာကြောင့်နောက်မှပါလာတဲ့သူ့ရဲ့သားဘာရန်ကိုဂယုဆိုင်ဖို့မာနေပါတယ်။ချောင်းကလည်းတဖြည်းဖြည်းနစ်လာတော့ကုန်းဘော်ကသွားရင်လည်းရနေတာဖြစ်ကြောင်းမေးခွန်းလာထုတ်နေတဲ့ဘာရန်ကိုအဘော်ကသွားရင်နောက်ကလိုက်လာတဲ့သူတွေကခြေရခံနိုင်တာမို့နောက်ကနေတိတ်တိတ်လိုက်ခဲ့ဖို့ပဲမှာပါတယ်။တစ်ဖက်ကဒေသခံရဲတွေကလည်းတောအုပ်တွင်ကင်းလဲနေချိန်စီပါတို့သားဖားနဲ့တနေရာစီထွက်ပြေးလာတဲ့သူ့ရဲ့ဇနီးနဲ့အတူအကိုဖြစ်သူမူရူကေဆန်တို့ကအနားရောက်လာတဲ့ရဲကားကြောင့်ခဏငြိမ်နေတော့ဘေးနားမှာရှိတဲ့စိတ်တွေကတကောင်ကထပြေးသွားလို့ကားရက်သွားပါတယ်။ဆင်းလာတဲ့စကမ်းမှုကလမ်းပေါ်ရောက်နေတဲ့စိတ်လေးကိုဟင်းကောင်းတစ်ခွက်တော့ရတဲ့ဖြစ်ကြောင်းပြောကတပည့်ကိုဖမ်းခိုင်းတော့လွတ်သွားတာကြောင့်ကားစီပြန်သွားကြချိန်စီပါရဲ့ဇနီးယာမာကသူ့သားကိုရိုက်ခဲ့တဲ့အဲ့ဒီစကမ်းမှုအားတက်ပြစ်ချင်ကြောင်းဒေါသတကြီးရေရွတ်နေပါတယ်။တစ်ဖက်ကအသက်ခံလိုက်ရတဲ့ဘာရာကူဆန်ရဲ့သားကသူ့ဖေကိုတက်ပြီးတောထဲထွက်ပြေးသွားတဲ့စီပါတို့သားဖားနှစ်ယောက်ကိုမြေလံရှာဖို့စီစဉ်နေပြီးတေသွားတဲ့သူကရွာထဲကမျက်နှာဖုံးမှုရောက်လာတဲ့ခဏတွေကရဲအုပ်တို့အားသူ့ဖေကိုတတ်သားတဲ့သူတွေကိုအမှုဖွင့်မှာမဟုတ်ပဲသူ့လက်နဲ့ကိုယ်တိုင်တက်ပြစ်မယ်ဖြစ်ကြောင်းပြောတော့အဲ့ဒီလိုလှုပ်လိုက်ရင်ထောင်ထဲဝင်ရမှာဖြစ်ပြီးရဲအုပ်ကပဲအကုန်စီစဉ်ပေးမယ်လို့ဆိုသွားပါတယ်စီပါတို့သားဖားကတော့တောင်ထိပ်တနေရာကိုရောက်သွားလို့အနားယူဖို့စီစဉ်နေချိန်တောအုပ်ထဲကတဲစုတစ်ခုစီမူရူကေဆန်ကသူ့ညမယာမာနဲ့တူမလေးဟာခဏပို့ထားခဲ့ကနောက်မနေ့စီပါတို့နဲ့ချိန်ထားတဲ့စီထွက်လာလိုက်ပါတယ်အခုလိုစီပါတို့သားဖားနဲ့ဇနီးဖြစ်သူယာမာတို့ကတောအုပ်ထဲကမတူညီတဲ့အရက်တွေကိုထွက်ပြေးလာရပြီးနောက်ကလိုက်ခါတက်ဖို့ကြိုးစားနေကြတဲ့ဗာရာဂူရန်တို့မိသားစုရဲ့ပြဿနာအစားကတော့စီပါတို့ရဲ့တောင်ပိုင်းရွာမှာရှိတဲ့စိုက်ခင်းမြေတွေကိုမြောက်ဘက်ရွာရဲ့မျက်နှာဖုံးဗာရာဂူရန်တို့ကဗီလက်မြေစက်ရုံတီထောင်မှုအတွက်လိုက်ဝယ်နေကြချိန်စီပါတို့ကတော့သူတို့ရဲ့ဘိုးဘွားပိုင်မြေမှုဘလောက်ပေးပေးမရောက်နိုင်တဲ့ကိစ္စကနေစပါတယ်ဘေးနာကမြေတွေအားလုံးဝယ်ပြီးပြီဖြစ်ပေမဲ့ကွက်ပြီးကျန်နေတဲ့စီပါတို့မြေ3ဧကကိုပါစက်ရုံရဲ့မျက်နှာသာလှုပ်ဖို့လိုနေတာမို့မဖြစ်မနေဝယ်ရမယ်ဆိုတဲ့အကြောင်းဗာရာဂူတန်ရဲ့ညီကတ်တေဆန်ကပြောပြနေပြီးသူတို့ပိုင်ဆိုင်တဲ့စက်ရုံတွေကအမြောက်အများရှိပေမဲ့လို့မရောက်ပါဘူးဆိုတဲ့စီပါတို့ရဲ့မြေ3ဧကလေးကိုလည်းအလုံးမပေးချင်ကြဖြစ်နေပါတယ်တရက်စီပါရဲ့သားအကြီးကောင်မူရူကန်ရဲ့လက်တွဲပေါ်အတွက်သမီးရှင်မိသားစုထံနားသွားဖတ်ဖို့ထွက်လာကြပြီးမိန်းကလေးမိသားစုဘက်ကလည်းကြီးကြီးပီပူပဲမို့အဲ့ဒီကအပြန်ညရောက်တော့သားဖ3ယောက်သူတို့ယာကင်းကိုလာဆောင်ကြည့်နေကြတော့ညအချိန်ပတ်သွားနေတဲ့ရွာတွေကလူတစုကိုစီပါကလမ်းအောင်နှုတ်ဆက်နေပါတယ်အဲ့ဒီလိုတရားဝင်တရားထွက်ပစ္စည်းလက်ခိုးနေတဲ့သူတွေကိုဘာလို့နှုတ်ဆက်နေတာလဲလို့အငယ်ကောင်ဗာရန်ကပြောတော့ထားရိုက်လိုက်တဲ့စီပါကကလေးလိုနေဖို့စူတာကြောင့်အိမ်ပြန်မဲဆိုပြီးထောက်ထွက်သွားချိန်သူတို့ငပြောကင်းတဲ့ကိုတောဝက်တကောင်ဝင်နေတာကိုမြင်လိုက်တာနဲ့တာဖ3ယောက်အသေးအတန်လိုက်ဖမ်းရင်တောဝက်ကဘေးကခြံနေတဲ့ဝင်ပြေးသွားတာကြောင့်စီပါတို့ရဲ့ခွေးလေးကနောက်ကလိုက်သွားချိန်ဗာရာဂူရန်တို့ရဲ့လျှက်စစ်လွတ်ထားတဲ့တန်ဆူးကျွေးတွေကိုဝင်တိုးမိရင်တေးသွားပါတယ်နောက်မနေ့ရောက်တော့သူတို့နှစ်ပေါင်းများစွာသုံးလာခဲ့တဲ့လမ်းမှာမချမ်းခြံစည်းရုပ်ခတ်ထားတဲ့အပြင်လျှက်စစ်တွေပါလွတ်ထားတာကြောင့်ရွာသားတွေအတွက်အန္တရာယ်ရှိတာမို့မူရူကန်ကဥဆောင်ပြီးမေကွန်းသွားထုတ်ကြတဲ့အခါသူတို့ပိုင်တဲ့မြေဖြစ်တာမို့သူတို့လုတ်ပိုင်ခွင့်ဖြစ်ကြောင်းဗာရာဂူရန်တို့ကအကံတွေကြည့်ပြန်ဖြေလာတာမို့မူရူကန်ကသူတို့ခြံစည်းရုပ်တွေကိုတွားဖြတ်စီးထားခဲ့ပါတယ်မလိုအပ်တဲ့ပြဿနာတွေမဖြစ်စေချင်တဲ့စီပါကမူရူကန်ကိုအဲ့လိုတွေမလုပ်ဖို့တားပေမဲ့ဦးလေးဖြစ်သူမူရူကေဆန်ကမြောက်စားထားတာကြောင့်မလုပ်ရဲတာမရှိသူဖြစ်နေပြီးဒေသခံရဲတွေကိုတောင်ပတ်စံပေးကပေါင်းနေတဲ့အဲ့ဒီလိုလူတွေနဲ့မပတ်သက်တာအကောင်းဆုံးဖြစ်ကြောင်းထပ်ဆုံးမှတော့အဖေလိုသွေးကြောင်ပြီးအရာရာကိုလက်ပိုက်မကြည့်နေနိုင်ဘူးလို့ဆိုပါတယ်အငယ်ကောင်ပါတဲ့ကလည်းအခုလိုပြဿနာတွေဖြစ်နေချိန်အဖေကအကိုဖြစ်သူဘက်ကမပါပဲဟိုလူတွေဘက်ကပြောပေးနေတာကြောင့်ပြစ်တင်စကားတွေဆိုနေပြန်ပါတယ်နောက်တည့်ရက်အများသုံးဖို့ထားတဲ့ရေတွင်းမှာဗာရာဂူရန်ရဲ့သားတို့ကယာကင်းအတွက်ဆိုပြီးရေစက်တွေနဲ့မောင်းတင်နေရမှုသူတို့အခင်းနဲ့ရေပေးဖို့မကြံတော့မှကြောင့်ယာမာကမိကွန်းလာထုတ်လို့ပြဿနာတက်နေကြတော့ဗာရန်ကိုသူ့အကိုကိုသွားခေါ်ဖို့လွတ်လိုက်တာကြောင့်ရောက်လာတဲ့အခါအများနဲ့တယောက်အသေးအတန်လုံးထွေးထိုးကြိတ်ကုန်ပါတယ်မူရူကန်ရဲ့လက်ချက်နဲ့ဗာရာဂူရန်ရဲ့သားဖြစ်သူတော်တော်အထိနာသွားတာမို့ညကြရဲတွေလာရောက်ဖမ်းခေါ်သွားကနောက်တည့်ရက်ဒီပြဿနာကိုကြေအေးဖို့ရွာကောင်စီရှေ့မှာစီပါနဲ့ဗာရာဂူရန်တို့ကညှိနှိုင်းနေကြပြီးသူ့သားကိုစကန်းကနေအာမခံနဲ့ပြန်လွတ်ချင်ရင်မြေ3ဧကကိုရောင်းရမယ်လို့ဆိုပါတယ်ကျန်တာကိုတော့ရွာကောင်စီရဲ့ဆုံးဖြတ်ချက်တိုင်းလိုက်နာမယ်ဆိုပေမဲ့အဲ့ဒီမြေ3ဧကလေးကသူဇနီးတို့ရဲ့ဘိုးဘွားပိုင်မြေလေးကိုရောင်းလို့မဖြစ်ကြောင်းပြောလာတဲ့အခါနောက်ဆုံးရွာကောင်စီရဲ့ဆုံးဖြတ်ချက်ကတားဖြစ်သူအစားဗာရာဂူရန်တို့ကိုကျင်းတဲ့အထိတောင်းပန်မှုပြောပါတယ်ဒီလိုနဲ့ကိုသားအရွယ်လောက်ပဲရှိတဲ့ကောင်ရဲခြေထောက်ကိုဥခိုက်ခါတောင်းပန်လို့အပြီးဒီလောက်နဲ့တော့ကျင်းတတ်မှာမဟုတ်ပဲသူ့ဆွေမျိုးတွေအကုန်လိုက်တောင်းပန်ရမယ်လို့ဗာရာဂူရန်ကဆိုတဲ့အခါတားဖြစ်သူလွတ်ဖို့ကအဓိကလို့တွေးထားတဲ့စီပါတယောက်အားလုံးကိုလိုက်တောင်းပန်လို့အပြီးအရက်တော့ခါအိမ်ပြန်လာတော့သူတို့တောင်းပန်ခိုင်းတိုင်းတောင်းပန်စရာလားလို့ဇနီးဖြစ်သူကအပြစ်တင်လာပါတယ်ပြီးတော့သူတို့တမိသားစုလုံးရဲ့တိတ်ခါကိုချနေတာလားဆိုတဲ့အခါသူသားနဲ့ရှင်အဲ့ဒီတိတ်ခါဆိုတာအရေးမကြီးတာမို့သူသားပြန်ရောက်လာရင်ဒီကိစ္စကိုမပြောဖို့သာမှာပါတယ်ညရောက်မှသူဦးလေးနဲ့အတူဒဏ်ရာတွေနဲ့ပြန်ရောက်လာတဲ့မူရူကန်အားဖခင်ကစိတ်မကောင်းစွာကြည့်နေတော့ဗာရာဂူရန်ရဲ့သားကိုသူတို့အလုပ်သမားတွေရှိအဆက်တကွဲရက်ခဲ့ပြီးတာမို့ဒီလောက်ပဲပြန်ခံရတာကိစ္စမရှိကြောင်းဖခင်ကိုဖြောင်းပြပါတယ်ခဏကြာအန်လိုက်တဲ့ဖခင်ကြောင့်လက်ကိုထွက်ဆေးကြောနေတော့အကိုကအမေနဲ့စကားများခဲ့တဲ့သူတွေကိုရိုက်ခဲ့တယ်လို့အကိုကိုဖမ်းသွားတဲ့သူတွေကိုလည်းကျွန်တော်ကတက်ပစ်ချင်းနေပေမဲ့အဖေကတော့ဗာရာဂူရန်တို့တမိသားစုလုံးရဲ့ခြေထောက်ကိုဥခိုက်ပြီးတောင်းပန်လာတယ်ဆိုတာအငယ်ကောင်ကပြောလို့ကြားပြီးချင်းဘာမှမဖြစ်တဲ့စီပါကိုအမှန်ပဲလားလို့မေးခွန်းထုတ်ခါဗာရာဂူရန်ရှိတဲ့နေရာကိုလိုက်လာပါတယ်
ရုပ်ရှင်ရုံမှာရောက်နေတဲ့ဘာရာဂူတန်းကအပေါ်သားဖို့ထားထွက်လာချိန်နောက်ကလိုက်လာတဲ့စီဘာကသူ့ဖခင်ကိုဘာကြောင့်တောင်းပန်ခိုင်းရတာလဲမေးခွန်းအထက်ထက်ထုတ်ခါပါးရီကြီးပိတ်ရိုက်နေပြီးရုပ်ရှင်ရုံတွေကတပည့်ဖြစ်သူတွေကိုဘာရာဂူတန်းကအော်ခေါ်ဖို့လုပ်နေတော့ခမရတပည့်တွေအပါဝင်ရုပ်ရှင်ရုံနဲ့ဝန်ထမ်းတွေအားလုံးမြင်သွားမှခမရအဆက်ကွဲရမှာမို့အော်ခေါ်လိုက်လေးဆိုတာကြောင့်အခဲမကြေတဲ့ပုံစံနဲ့ပဲကြံနေခဲ့ရပါတယ်နောက်ရရောက်တော့လေသူရိုက်ခံရတဲ့ကိစ္စကိုအဆက်ကွဲရမှာမို့တယောက်မှမပြောပြပဲလက်စားချေဖို့အကြံထုတ်နေတဲ့ဘာရာဂူတန်းကသူသားရာချေအားအလုတ်သမားတွေရှေ့အဆက်ခွဲခဲ့တဲ့ကိစ္စကိုမူလူကန်ကတရွာလုံးကိုပတ်ကြွားနေတာမို့ဒီကောင်ကိုအပြက်ရှင်းဖို့အထိပြောလာတဲ့ဖခင်အားစီဘာကိုတောင်းပန်ခိုင်းတဲ့အပြင်ရဲတွေနဲ့လည်းသူသားကိုရိုက်ခိုင်းပြီးပြီမို့သူတောင်အဲ့ဒီကိစ္စခေါင်းထဲမရှိတော့ဘူးလို့ရာချေကဝင်ပြောတော့ပါပိတ်ရက်လိုက်ပြီးငိုဖို့အတွက်တောင်အလောင်းကိုရှာမတွေ့သေးနဲ့လို့ဆိုကမူလူကန်ကိုအပြက်ရှင်းခိုင်းလိုက်ပါတယ်နောက်တရက်အရောက်ညအချိန်မှာရွာတွေကပြန်လာတဲ့စီပါရဲ့သားနှစ်ယောက်တည်းကမူလူကန်ကိုကြိုဆောင်နေတဲ့လူစုကလေပင်ကိုကြိုးဝင်းဆွတ်ပြီးတစ်ပင်မှာချိတ်ဆွဲကလန်နေတဲ့ဝိုင်းထိုးကြတာကြောင့်ဘာမှမတတ်နိုင်ပဲကြောင်ကြည့်နေရတဲ့အငယ်ကောင်အားပြေးတော့လို့အော်ပြောလိုက်ချိန်အိမ်ကိုအပြေးပြန်ပြီးအဖေဖြစ်သူနဲ့ဦးလေးတို့ကိုသွားခေါ်လာပေမဲ့တယောက်မှမရှိတော့ပါဘူးဒီလိုနဲ့ရဲစခန်းရောက်သွားကြကဖြစ်စဉ်အကုန်ပြောပြတော့လူပြောက်တိုင်သာရေးယူထားလိုက်ဆိုပြီးရဲအနှဲငယ်ကြားပြီးလို့တမနက်လရတွေဝဲနေတာကိုယာမာကမြင်သွားတာနဲ့သွားကြည့်ကြတဲ့အခါခေါင်းတောင်မရှိတော့ပဲရုပ်ပြက်ဆင်းပြက်မိရှို့တက်ခံရတဲ့သူတို့သားရဲ့အလောင်းကိုတွေ့ခဲ့ရပါတယ်အလောင်းကိုတွေးခဲ့ရတဲ့နေရာကဘာရာဂူတန်းတို့ရဲ့ကြောင်မီးသေးစက်ရုံထဲမှာဖြစ်တာမို့အမှုသွားဖွင့်တဲ့အခါလက်စားတဲ့စကမ်းမှုကတော့ဘူလူကန်ပြောက်တာကတမှုဖြစ်ပြီးအခုတွေ့တဲ့အလောင်းကဘသူဘဝမှမသိတာမို့တေသွားတဲ့သူရဲ့ခေါင်းကိုမတွေ့ရရင်ပိုင်ရှင်မဲ့အလောင်းဖြစ်ပဲသတ်မှတ်လို့ရမယ်ဖြစ်ကြောင်းပြောပါတယ်ဒီရောက်မှာတခြားပြောက်နေတဲ့သူလည်းမရှိတာမို့အမှုဖွင့်လို့မရရင်တောင်တားဖြစ်သူကိုကောင်းကောင်းတကြိုပေးချင်တာကြောင့်အလောင်းကိုပြန်တောင်းတဲ့အခါရဲအုပ်ကခွင့်မပြုတာနဲ့အလောင်းကိုတွေ့ခဲ့တဲ့နေရာမှာပဲမူလူကန်ရဲ့အင်ကြီးတွေကိုမီးရှို့ပြီးတကြိုပေးခဲ့ရပါတယ်တာဖြစ်သူတေးပြီဆိုတာကိုအခုထိလက်မခံနိုင်သေးတဲ့ရာမာကညတိုင်းနေတောင်အဲ့လိုမရပဲတားကိုတမျောမျောနဲ့ဖြစ်နေပြီးနေဘက်တွေမှာလည်းအနီးနားကရွာတွေမှာတာဖြစ်သူကိုတွေ့လို့တွေ့ညာလိုက်ရှာနေချိန်တစ်ဖက်ကစီဘာကလည်းတားရဲ့စိတ်နဲ့မူးယူပြီးတွေ့တဲ့နေရာမှောက်နေပါတယ်အခုလိုစီဘာတို့တမိသားစုလုံးပူဆွေးတော့ကတွေဖြစ်နေတဲ့အချိန်ဘာရာဂူရန်တို့မိသားစုကတော့ရာကြီးရဲ့ဆေးသက်ပွဲမှာပျော်ရွှင်နေကြတာကိုမြင်လာတဲ့ရာမာကအိမ်ကိုပြန်ရောက်လာတော့မူလူကန်အတွက်ပူဇော်ပွဲလုပ်နေကြတာကြောင့်သူလက်မခံနိုင်ဘူးလို့ဆိုကအကုန်ဖြက်စီးပြစ်ပါတယ်အခုဖြစ်သူကသူညမရာမာကိုမကြည့်ရတော့တာကြောင့်ဘာရာဂူရန်ကိုတက်ပြစ်ကြမလားတိုင်ပင်တဲ့အခါတေပြီးတော့တဲ့သူအတွက်လက်စားချေရင်ကြံနေသေးတဲ့သားသမီးနှစ်ယောက်နဲ့ရာမာတို့ကိုအဆုံးရှုံးမခံနိုင်တာကြောင့်သူတို့ကိုပဲဂယူဆိုင်ရင်အချိန်ကအရာရာကိုကူသားပေးသွားလိမ့်မယ်လို့ဆိုပါတယ်တရက်အကြောင်းကနေမိုးချုံကပြန်ရောက်လာတဲ့အငယ်ကောင်ပါတန်းကအမောင်ကြီးထဲမှာထိုင်နေတဲ့မိခင်ဖြစ်သူကိုမေးခွန်းထုတ်နေပြီးအမေကဘာမှမချက်ထားတာကြောင့်ဗိုက်စာနေပြီဖြစ်ကြောင်းငယ်မလေးကပြောနေတော့မုံထွက်ဝဲကြီးကနောက်မနေ့ကြောင်းမတော်ဘူးလားမေးလာတဲ့မူလူကဆန်ကိုအကိုဖြစ်သူရဲ့စိတ်ကြောင့်အမေကဘာမှမလုပ်နိုင်မကိုင်းနိုင်ငိုယိုနေပြီးအဖေကလည်းတနေ့ကိုမူးယူနေရမို့သူ့ညီမလေးကိုဂယူဆိုင်မဲ့သူမရှိဘူးလို့ဆိုပါတယ်နောက်ဆုံးတော့သူသားကတေသွားပြီးမှပြန်မလာတော့ဘူးဆိုတာလက်ခံသွားတဲ့ရာမာကပူဇော်ပွဲလုပ်ဖို့လိုအပ်တဲ့ပစ္စည်းတွေတောမဲ့ခိုင်းနေပြီးသူ့အမေခုလိုစိတ်ထိခိုက်နေတာကိုဘယ်လိုမှမကြည့်ရတော့တဲ့ဘာရန်ကညရောက်မှရွာထဲကတငယ်ချင်းအိမ်ခဏသွားအောင်မယ်လို့ဆိုကချန်စီယိုမှချိတ်ထားတဲ့အိတ်တစ်ခုကိုဆွဲပြီးထွက်လာလိုက်ပါတယ်။တာဖြစ်သူကအတော်နဲ့ပြန်မလာတာမို့မူဗီမောက်နေတဲ့စီပါကိုရွာထဲလိုက်သွားကြည့်ဖို့ရာမာကမာနေပြီးတစ်ဖက်ကဘာရန်ကတော့အချွေရန်အပြည့်နဲ့ရာရာကူရန်ကိုအရေးချေကြည့်နေပါတယ်။ခဏကြာဘေးနာကတပည့်ဖြစ်သူတွေကိုပြန်လွတ်လိုက်ပြီးတယောက်တည်းသာကျန်တော့တဲ့ဘာရာဂူတန်းကိုကြည့်ကဘာရန်ကသူ့ခါကြမှာအသင်းပါလာတဲ့ဓာအားဆွဲထုတ်နေတာကိုနောက်ကလိုက်လာတဲ့စီဘာကမြင်လိုက်ရပေမဲ့တားချိန်တောင်မရလိုက်ပဲဘာရာဂူတန်းစီတားငယ်ကောင်ကပြေးသွားပြီးမို့အမောင်ကျသွားအောင်လမ်းမိတိုင်ကျိုးတွေကိုပဲပြစ်ဖြတ်လိုက်ရပါတယ်ဘာရန်ကတော့ဟိုဘဲကိုဓာတ်နဲ့ခုတ်ကထွက်ပြေးလာချိန်နောက်ကလိုက်ရတဲ့ဒူတစုကိုသူ့အိတ်ထဲမှာပါလာတဲ့လက်လုံဘုံနဲ့ပါပြစ်ခါမျက်ခြေဖြတ်ထားခဲ့ပြီးအိမ်ကိုရေကြီးတုပ်ပြနဲ့ပြန်လာတဲ့စီဘာကမင်းသားကတော့လှုပ်ရှားလိုက်ပြီလို့ဆိုကအိပ်ပျော်နေတဲ့သမီးငယ်ကိုပါနှုတ်ခိုင်းပြီးအရေးကြီးတဲ့စားရစာတန်းအချို့ကိုထဲဖို့လုပ်နေတော့ဘေးနာကမေးခွန်းလာထုတ်နေတဲ့မူလူကေဆန်နဲ့ရာမာတို့ကိုနှစ်သားကဘာရာဂူရန်ကိုဓာတ်နဲ့ခုတ်ထားခဲ့ပြီးဖြစ်ကြောင်းပြောပြပါတယ်မူလူကေဆန်ကတော့တေသွားပြီဖြစ်တဲ့တူတူရဲ့ဘုံကိုကြည့်ကသူတို့လက်စားမချေနိုင်တဲ့ကိစ္စအတွက်မင်းကြီးကတော့လက်စားချေပေးလိုက်ပြီဖြစ်ကြောင်းပြောနေတော့ဒီကိစ္စကိုရှင်တို့နှစ်ယောက်တည်းကတယောက်လုပ်ပေးခဲ့ရင်တောင်ချိန်နှမ်းမိမှာဖြစ်ပေမဲ့အခုတော့သူ့သားငယ်လေးကမလိုအပ်ဘဲလူတက်လိုက်ရပြီဖြစ်ကြောင်းပြောပါတယ်အခုကဒါတွေပြောရမယ့်အချိန်မဟုတ်တော့တာမို့အထုပ်ဘိုးတွေထဲခိုင်းနေချိန်ပြန်ရောက်လာတဲ့ဘာရန်ကမသိသလိုတွေလုပ်နေတာမို့မင်းကိုမင်းလူကြီးထင်နေလားဆိုကစီဝါကပိတ်ရိုက်နေပြီးဝင်တာတဲ့ရောက်ဖဖြစ်သူကိုသူ့မှာဒီသားလေးတယောက်သာကြံတော့တာဖြစ်ကြောင်းပြောကဒီရွယ်လေးနဲ့ထောင်ထဲလဲမထက်ရတာကြောင့်စီဝါတို့သားဖနှစ်ယောက်ကအခုလိုတော့တဲ့ထွက်ပြေးလာရတာဖြစ်ပါတယ်ဘာရာဂူရန်ရဲ့အချွေရန်တွေကတယောက်ကတော့တောအုပ်ထဲမှာအမဲလိုက်နေတဲ့သူ့ရဲ့တူစီလာပြီးသူတို့ဆရာကိုတက်ပြီးထွက်ပြေးသွားတဲ့သားဖနှစ်ယောက်ကဒီတောအုပ်ထဲမှာရောက်နေတာမို့နောက်မနက်နေမထွက်ခင်သူတို့စီခေါ်လာခဲ့ဖို့မှာသွားပါတယ်အဘဲတွေကချောင်းမင်းမှာရှိတဲ့ခြေရာတွေကနေတဆင့်နောက်ရောက်ခံလိုက်နေကြချိန်တောင်ထိပ်မှာစီပါတို့သားဖနှစ်ယောက်ကအိတ်ဖို့စီတီနေကြပြီးဘာရန်ကမကြောမစိုးနဲ့မီးချိလိုက်တဲ့အတန်ကိုဟိုဘဲတွေကကြားသွားပါတယ်ဒါပေမဲ့အဲ့ဒီနေရာကိုလာကြည့်ပြန်တော့လေစီပါတို့သားဖနှစ်ယောက်ကမရှိတော့တာမို့နောက်မနက်ရောက်မှအမဲလိုက်ဖို့ခွေးတွေပါခေါ်လာမယ်ဖြစ်ကြောင်းပြောကပြန်သွားကြပါတယ်တစ်ဖက်ကရာမာတို့ကိုထားခဲ့တဲ့တဲစုလေးစီဘာရာဂူရန်ရဲ့တပည့်တွေလာနေတာကိုမြင်သွားတဲ့ဘိုးတော်တယောက်ကရာမာတို့သားမင်းနှစ်ယောက်ကအမြန်ထွက်သွားတော့ဖို့တတိလာပေးတာကြောင့်ထွက်လာခဲ့လိုက်ကြပြီးနောက်မနက်ချိန်ထားတဲ့နေရာမှာမူလူကေဆန်ကထိုင်ဆောင်နေတော့စီဘာတို့သားဖနှစ်ယောက်ပါရောက်လာခဲ့ပါတယ်
ရွာကပြန်ရောက်လာတဲ့ရောက်ဖဖြစ်သူကိုအခြေအနေမေးကြည့်တော့ရဲတွေရှိဘာရာဂူရန်ရဲ့လူတွေထွက်ဆိုထားတာကဒါမဲ့ရွေးကောက်ပွဲအတွက်ဆွေးနွေးနေတဲ့ဘာရာဂူရန်ကိုတားဖြစ်သူဘာရန်အားအခြေအနေကြည့်ဖို့လွတ်ထားတာဖြစ်ပြီးလူပြတ်သွားတဲ့အချိန်ကိုအရောက်စီဘာကဓာတ်နဲ့ဝင်ထောက်ခါပါလာတဲ့ပတ်စံတွေနဲ့ရွှေတွေငွေတွေအရင်တောင်းရင်ရုပ်ရုပ်တဲတဲဖြစ်သွားလို့ဓာတ်နဲ့ခုတ်ပြီးထွက်ပြေးသွားကြောင်းနဲ့ဘာရန်ကတော့နောက်ကလူတွေကိုဘုံနဲ့ထုသွားတဲ့ဖြစ်ကြောင်းပြောပြပါတယ်ညကလက်ပြန်သွားတဲ့ဘဲတွေကတော့နောက်ရောက်ခိုင်မှုခွေးတွေပါခေါ်လာပြီးဘရုကေဆန်ကိုရွာပြန်လုတ်ခါဇနီးဖြစ်သူနဲ့သမီးငယ်လေးရှိရထံတာဖာနှစ်ယောက်လိုက်လာကြတော့သူကလူတက်ခဲ့လို့ရဲတွေကလိုက်ဖမ်းတာကိုတော့လက်ခံလို့ရပါမယ်သူ့ကိုတက်ခဲ့တဲ့ဘာရာဂူရန်တို့ကိုကြဘာလို့ရဲတွေမဖမ်းတာလဲဆိုတော့ရဲတွေနဲ့အခုလိုပေါင်းပြီးလှုပ်ရှားဖို့ကပတ်စံရှိဖို့တော့လိုတဲ့ဖြစ်ကြောင်းစီဘာကရှင်းပြပါတယ်ခဏကြာသားငယ်ကိုဒီနားမှာခဏဆောင်နေခဲ့ဖို့ပြောရင်ရောက်ဖဖြစ်သူညိုပေးလိုက်တဲ့တဲစုလေးစီသွားတော့လမ်းမှာစိတ်ကြောင်းနေတဲ့အဲ့ဒီတဲစုကလူတစ်ယောက်ကညကဘာရာဂူရန်ရဲ့လူတွေနောက်ကလိုက်လာတာကြောင့်ယာမာတို့သားမိကထွက်ပြေးသွားပြီဖြစ်ပြီးကြံနေခဲ့တဲ့သူတွေကိုတော့အဘဲတွေကမိမသားပါမချန်အကုန်ရိုက်နှက်သွားလို့ဆေးရုံမှာပို့ထားရကြောင်းပြောတော့သူတို့ပြဿနာတွေဆွဲသွင်းမိတဲ့အတွက်စီဘာကတော့တောင်းပန်စကားဆိုထားခဲ့လိုက်ပါတယ်အဖေဖြစ်သူကကြားနေတာမို့ဗိုက်ဆာလာတဲ့ဘာရန်ကဟိုနာဒီနာထွက်ကြည့်နေတော့စီဘာပြန်ရောက်လာတော့တားဖြစ်သူကိုမတွေ့တော့တာကြောင့်စိတ်ပူပူနဲ့လိုက်ရှာနေရင်မိခိုးငွေတွေလမ်းမြင်တာနဲ့တွားကြည့်တဲ့အခါရုံတကောင်ကိုတက်ပြီးกินနေတာမို့မီးမွေးပြီးမင်းရှိတဲ့နေရာကိုလမ်းပြနေတာလားဆိုတာဖခင်ဖြစ်သူကတွဲပါတယ်တရက်လောက်မစားရတာနဲ့တေသွားမှာမဟုတ်ပဲမင်းကြောင့်သူတို့ကိုကူညီတဲ့မိသားစုလည်းဆေးရုံရောက်နေပြီဖြစ်တယ်လို့ရာမာတို့သားအမိကိုလည်းဘဲကိုရှာအမှန်မသိတော့ဘူးလို့ဖခင်ကပြောတဲ့အခါသူတို့တဲ့ပြဿနာကိုသူပဲရင်ဆိုင်မယ်ဆိုတော့အဖေတို့ကခွင့်မပြုခဲ့ပဲတေသွားတဲ့သူ့အကိုကခမည်းလို့တောင်းပန်ခိုင်းတဲ့လိုက်တောင်းပန်မဲ့အစားအကုန်တက်ပြစ်မှာဖြစ်ပြီးတေသွားတဲ့အကိုကြီးစားခမည်းတေသွားတာကမှမိသားစုအေဂျင့်အောင်မယ်လို့အငယ်ကောင်ကခံပြောလာတော့စီဝါတယောက်ဘာမှပြန်မပြောနိုင်တော့ပဲငြိမ်နေလိုက်ပါတယ်နောက်ကလိုက်လာတဲ့ဘဲတွေကတော့အိမ်မှာကြံနေခဲ့တဲ့ဘာရန်ရဲ့ခွေးကိုပါခေါ်လာခဲ့ကြပြီးတခင်အနှံ့ရသွားတဲ့ခွေးကလက်ကန်လှုပ်နေတာမို့လှုပ်ပေးလိုက်တဲ့အခါစိတ်သိုးပြီးထိုင်နေတဲ့ဘာရန်စီရောက်သွားပါတယ်ဘလို့ရောက်လာတာလဲဆိုပြီးသူ့ရဲ့ခွေးကိုမင်းကုန်းထုတ်နေတော့နောက်ကခွေးတန်တွေပါကြားလို့ထွက်ကြည့်တော့ခွေးတွေနဲ့တူလန်တွေကိုစီနဲ့လူအုပ်ကြီးပြေးလာတာကိုတွေ့လိုက်ရချိန်သူ့အိတ်ထဲမှာပါလာတဲ့လက်လုံဘုံနဲ့ပြစ်ပေးမယ်လေဘာရန်ရဲ့အနာကပ်လာပြီးဖြစ်တဲ့ဘဲတွေကိုစီဘာကဝင်ပြီးတွေ့ပါတော့တယ်သူရဲ့ဘောကြောင်တယ်လို့တွေးထားတဲ့သူ့ဖေကအကုန်တန်းစီရိုက်နေတာကိုဘာနန်တယောက်မျက်တောင်မခတ်ပဲကြည့်နေပြီးအထဲကတယောက်ကသူ့ကိုလည်းဘင်းကိုကြိုးခွင်းနဲ့ဆွတ်တဲ့သူဆိုတာမှတ်မိသွားတဲ့ဘာနန်ကပြေးတက်မယ်အလုပ်စီဘာကတားလိုက်ပြီးသူကိုယ်တိုင်တတ်ဖို့လုပ်ပေမဲ့မတတ်နိုင်ခဲ့ပဲသူ့နောက်မှာဇနီးအပြင်တားနဲ့သမီးရှိသေးရမို့အသက်ချမ်းသာပေးတာဖြစ်ပြီးသူ့သားနောက်ကိုထပ်လိုက်လာရင်တော့တယောက်မှအရှင်မထားတော့ဘူးလို့တတိပေးပြီးထွက်သွားပါတယ်တားကြီးကောင်ကိုတတ်ထားခဲ့တဲ့သူမှန်းသိတာတောင်ဘာမှမလုပ်ထားခဲ့လို့နောက်ကနေကြောင်ကြည့်နေတဲ့ဘာရန်အားသူ့ရဲ့ဒေါသကြောင့်မဆုံးရှုံးခဲ့တဲ့နာတွေအရင်ကဆုံးရှုံးခဲ့ရပြီးအရင်ကအခုလိုယာသမားမဟုတ်ပဲတရွာလုံးမှာအရက်ချက်တာအတော်ဆုံးလူတစ်ယောက်ဖြစ်ခဲ့ကြောင်းပြောပြပါတယ်သူ့ကိုပိုင်ဆိုင်ထားတဲ့သူ့ရဲ့တတိကတခြားစီးပွားပြိုင်ဘက်တွေထွက်ငွေပိုရှာနိုင်ခဲ့ပြီးစီဘာကသူ့အလုံးမှာအဓိကကျတဲ့သူမို့တတိဖြစ်သူကသူ့စကားကိုဆိုအလေးထားတဲ့သူဖြစ်တာကြောင့်ရွာထဲကအလုံးမရှိကိုင်မရှိဖြစ်နေတဲ့ပန်ဒီဆိုတဲ့သူ့တငယ်ချင်းကိုစင်ရင်ငိုင်နေရရဖို့စီဘာကတတိကိုပြောပေးတာနဲ့အလုပ်ရသွားပါတယ်အဲ့ဒီချိန်ကစီဝါရဲ့တတိကရွာသူရွာသားတွေရဲ့မြေဧကပေါင်း2000ကျော်ကိုချွေးငွေထုတ်ပေးသလိုလိုနဲ့မတရားသိမ်းပိုက်ယူထားတာဖြစ်ပြီးဒါကိုမကျေနပ်တဲ့စီဝါရဲ့အကူနဲ့ရွာသူရွာသားတွေအပြင်သူတို့ဘက်ကရှင်းနေကြီးတို့ကရုံးဝမျက်နှာချင်းဆိုင်ဖြည့်ရှင်းနေကြပြီးစီဝါကတော့အပြင်ကနေလမ်းကြည့်နေပါတယ်ဒီကိစ္စကိုတရားရုံးတက်ပြီးအစိုးရဘာမပါသေးချင်ဘူးဆိုရင်သူတို့ရတဲ့မြေတွေကိုပြန်ပေးလိုက်ဖို့ရှင်းနေကြီးကပြောတော့အစိုးရကသူ့ရဲ့လူတွေကြည့်ဖြစ်ကြောင်းတုံ့ပြန်လာတဲ့အခါဘလို့မှညှိနှိုင်းလို့မရတာနဲ့တရားရုံးထိတက်ဖို့ဖြစ်လာပါတယ်တထေးတို့ဘက်ကမတရားယူထားတာမို့မြေကိစ္စတွေနဲ့ခေါင်းရှုံနေချိန်ကျေးဇူးမသိတတ်တဲ့ပန်ဒီကနေရာတစ်ခုလေးရလာတော့အဲ့ဒီပြဿနာတွေဖြစ်အောင်စီဘာရဲ့အကူကဥဆောင်တာဖြစ်ကြောင်းအချုံနဲ့မှနေပြီးနောက်တည့်ရက်စီဘာကဖော်ဖော်ရွှေစကားလာပြောတာတောင်အရေးမလုပ်တဲ့ပုံစံနဲ့ပန်ဒီကိုပတ်စံထုတ်ခိုင်းတဲ့အခါမထုတ်ပေးနိုင်ကြောင်းစွန့်ညင်းနေတာမို့မင်းကုံမင်းဘာကောင်လဲဆိုတာမေ့သွားပြီလားမေးကုန်းထုတ်ကစောက်ခွက်ရိုက်နေတော့တထေးကထွက်လာပြီးဖြည့်ရှင်းပေးလို့ပြဿနာပြီးသွားပါတယ်အဲ့ဒီချိန်ကြီးတော့တထေးကသူ့ဘက်မှာရှိနေတုန်းဖြစ်ပြီးမင်းကိုယ်တိုင်အလုပ်ရအောင်လုပ်ပေးခဲ့တာမို့အခုအလုပ်ထုတ်လိုက်ရမလားမေးခွန်းပြန်ထုတ်တဲ့တထေးကိုအဲ့လောက်ထိတော့မလိုဘူးပြောကထွက်လာလိုက်ပြီးတရက်ကြတယောက်တည်းထိုင်နေတော့ဒီပါထက်အတော်ငယ်တဲ့မာရီယာဆိုတဲ့ចောင်းသူကောင်မလေးကသူမကိုလက်ထပ်ဖို့ဖွင့်ပြောလာတာကြောင့်ချစ်ကြိုက်သွားကြပါတယ်အဲ့ဒီချိန်ကလူအစင်တန်ခွဲခြားနေကြချိန်ဖြစ်ပြီးအထက်တန်းသားလဲပိုင်ရှင်တွေထူထောင်ထားတဲ့ရွာထဲမှာတထေးနဲ့ဆက်နွယ်တဲ့သူတွေကလဲလို့ရွာသူရွာသားတွေအားဖက်နဲ့စီးခွင့်ပိတ်ပင်ထားတာတောင်မာရီယာကိုခြေထောက်တွေဆူဆူမှဆိုးတဲ့စီပါကဖက်နဲ့လက်ဆောင်ပေးလိုက်တာကြောင့်နောက်ရက်ဖက်နဲ့ပြန်လာတဲ့မာရီယာကိုတထေးရဲ့အောက်ဆွဲပန်ဒီကဖက်နဲ့စီးထားလို့ဆိုတာပါးတွေကြီးပိတ်ရိုက်ပြီးရွာသူရွာသားတွေရှေ့အဆက်ခွဲလွတ်လိုက်ပါတယ်အဲ့ဒါကိုဘာမှမသိရတဲ့စီဘာကတယောက်တည်းငိုနေတဲ့မာရီယာကိုမေးကြည့်တော့အကြောင်းစုံသိလာရတဲ့အခါပန်ဒီတို့တစ်ဝက်လုံးကိုကောင်းကောင်းပညာသွားပေးခဲ့ပြီးတစ်ပင်မှာအကုန်လုံးကိုကျိုးနဲ့တုတ်ထားချိန်ရောက်လာတဲ့တထေးကမင်းကိုကြွေးထားတာမေ့သွားပြီလားလို့ဆိုကပါပိတ်ရက်လိုက်တော့အဲ့ဒီနေ့မှာပဲသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးလည်းပြီးဆုံးသွားပါတယ်နောက်ရကြចောင်းသွားမဲ့ကလေးအားလုံးကိုစီဘာကဖက်နှက်တွေဆင်ပေးထားပြီးတားရဲတဲ့ကောင်လာတာကြည့်ဆိုတဲ့သဘောနဲ့သူကနောက်ကလိုက်လာတော့တယောက်မှထွက်မလာကြပါဘူးဒီလိုနဲ့အကိုကြီးဖြစ်သူကရွာသူရွာသားတွေကြုံနေရတဲ့ပြဿနာမှာတတ်နိုင်သလားဝင်ကူညီပေးဖို့စီပါကိုမှရင်နောက်တည့်ရရှင်းနေကြီးနဲ့အတူရွာသူရွာသားတွေအားလုံးကအစည်းအဝေးလုပ်နေကြပြီးတရွာလုံးဆန္ဒပြဖို့တိုက်တွန်းထားတော့စားရီအများကြီးနဲ့တရွာလုံးကိုလိုက်ကတ်ထားတာကြောင့်တထေးရဲ့အောက်ဆွဲပန်ဒီတို့ကလိုက်ဖြတ်စီးပါတယ်
အရင်ကရွာတွေကလူနေစုလောက်တာတီးလို့ပြောကြပေမဲ့စီပါသူတို့ဘက်ပါသွားပြီးတဲ့ကအခုလိုဆန္ဒပြမှုတွေပါထွက်ပေါ်လာတာကြောင့်ရဲတွေနဲ့တိုင်ပင်နေတဲ့တတိကဒီတစ်ခါသူတို့အစည်းအဝေးမလုပ်ခင်ရှင်းနေကြီးကိုလမ်းမှာအရင်ဖမ်းဖို့နဲ့အစည်းအဝေးကိုရောက်နေမဲ့ရွာတွေကယောက်ျားသားတွေအကုန်လုံးရဲ့ကြားတတိတို့ကသူတို့ရဲ့လူတွေထဲထားမှဖြစ်ပြီးခွင့်ပြုချက်မရှိဘဲလူစုလူဝေးလုပ်တဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ပြဿနာသွားရှာဖို့စီစဉ်ထားပါတယ်သူတို့စီစဉ်ထားတဲ့အတိုင်းရှင်းနေကြီးမပါတဲ့အစည်းအဝေးကိုရောက်လာတဲ့ရဲတွေကလူစုလူဝေးလုပ်မဲ့ဆိုခွင့်ပြုချက်အရင်ယူရတယ်ဆိုတော့တခါမှသူတို့ခွင့်ပြုချက်ယူထားပြီးသားဖြစ်ကြောင်းပြန်ပြေလာတဲ့အခါစီပါကိုအထောက်ထားစာရွက်သွားယူဖို့ပါထုတ်လိုက်ပါတယ်ရွာထဲမှာတော့ယောက်ျားသားတွေတယောက်မှမရှိချိန်စီပါတို့မိသားစုတွေနေတဲ့နားကိုတထေးကအကုန်မီးရှို့ခိုင်းရတာကြောင့်ပန်ဒီတို့ကရွာထဲရောက်လာကြကထွက်ပြေးလို့မရအောင်ထိအိမ်တကားတွေကိုပါအပြင်ကနေပိတ်နေချိန်ရွာထဲကိုတယောက်တည်းပြန်လာတဲ့စီပါရဲ့နောက်ကိုလိုက်လာတဲ့တယောက်ကအစည်းအဝေးမှာရှိတဲ့အကိုဖြစ်သူနဲ့တခြားသူတွေပါဓာတ်ခုတ်ခံရကြောင်းလာပြောလို့အဆီကိုပြန်လိုက်သွားပါတယ်တွေ့တဲ့တရရဲ့နဲ့အကိုဖြစ်သူကိုဘယ်သူလောက်သွားတာလဲမေးတဲ့အခါအစည်းအဝေးကလူတွေကြားသူတို့လူတွေရောက်နေတာဖြစ်ကြောင်းပြောပြနေချိန်ရွာမှာမီးတွေလောင်နေပြီလို့တယောက်ကလာအော်ပြောတာနဲ့စီပါကလိုက်သွားချိန်မှာတော့အိမ်တွေအပြင်သူ့မိသားစုပါမီးရှို့တက်ဖြတ်ခံလိုက်ရပြီဖြစ်ပါတယ်အဲ့ဒီထဲကအတန်းငွေလေးကြံနေသေးတဲ့မာရီယာကအိမ်တကားတွေပိတ်ထားလို့ဗရင်ဘောက်ကထွက်ပြေးဖို့ကြိုးစားခဲ့ကြပေမဲ့ပန်နီတို့ကမီးလောက်ထက်ကိုပြန်တွန်းချထားခဲ့ကြောင်းအတန်ညံ့ညံ့လေးနဲ့ပြောပြနေတာကိုရင်ခွဲမတက်ခန်းစားနေတဲ့စီပါကငုံပြီးနားထောင်နေပြီးသူတို့မင်္ဂလာဆောင်ပြီးရင်ဘလို့နေခြင်းတလဲဆိုတာကိုသူမတကင်ကြားသွားခြင်းကြောင့်ပြောလာပါတယ်တစ်ဖက်ကတရေအောက်ဆွဲပန်ဒီတို့ကလုံခြုံရေးတွေချနေချိန်ဓာကြီးနဲ့ပြေးထွက်လာတဲ့စီပါကိုမြင်တော့အိမ်ထဲဝင်ပြေးကုန်တာမို့နောက်ကပြေးလိုက်လာတဲ့စီပါကဘယ်သူမှထွက်ပြေးလို့မရတော့အောင်အိမ်တကားကိုအရင်ပိတ်ချလိုက်ခါအကုန်တန်းစီလိုက်ခုတ်ပါတော့တယ်အရင်ဆုံးပန်ဒီရဲ့လက်ကိုခုတ်ပြက်ခါစိတ်ရှိလက်ရှိပိုင်းနေချိန်မင်းနဲ့ငါနဲ့ကတားဖားလို့နေခဲ့တဲ့သူတွေဖြစ်တာမို့သူ့ကိုမတက်ပါနဲ့တောင်းပန်နေတဲ့တထေးကိုပါနာကြီးချက်အပြည့်နဲ့ခုတ်တက်ထားခဲ့လိုက်ပါတယ်အဲ့ဒါပြီးနောက်ရွာမှာတွေ့တာတရားဆိုလို့ဘယ်သူမှမရှိတော့တဲ့အပြင်ရဲတွေလက်မှလည်းအဖမ်းမခံချင်တာကြောင့်ခြေဦးတဲတဲ့စီလျှောက်သွားနေခဲ့ပြီးဘာမှမစားရမတောင်းရနဲ့မို့လူတွေကြောင့်မူလဲသွားချိန်မှာမင်းဦးလင်းနဲ့စားတွေ့ခဲ့တဲ့အကြောင်းသားဖြစ်သူကိုရှင်းပြနေပါတယ်ဒီလိုနဲ့သွားစရာမရှိနေတရားမရှိနေတဲ့စီပါကိုမူရူကေဆန်ကပဲသူတို့အိမ်ခေါ်လာပြီးနောက်လေယာစားလောက်ကင်တက်လာပြီးဒေတာကြလာတာနဲ့အမျှအိမ်မှာမိမပြုတ်လေးကလည်းရှိသေးရမို့တသိန်းယောက်ျားလေးရှိနေတာကပတ်ဝန်းကျင်မှာအမြင်မသိတော့ကြောင်းမူရူကေဆန်တို့ရဲ့မိခင်ကအမြဲပွားနေပါတယ်အဖွားပြောတဲ့စကားတွေကလည်းမှန်နေတာမို့သူထွက်သွားတော့မယ်လို့စီပါကပြောတော့မင်းထွက်သွားပြီးရင်လည်းရွာကလူတွေကဆက်ပြောကြမှာမို့ညမာကိုမင်းမဲ့လက်ထပ်ယူလိုက်တော့လို့ဆိုတာကြောင့်သူ့ရဲ့အတိတ်ကလူသက်ပြီးထွက်ပြေးခဲ့တဲ့အကြောင်းအမှန်တိုင်းဝန်ခံပါတယ်သူ့လိုမိသားစုနဲ့ဆွေမျိုးတွေအတွက်ကောက်ွယ်ပေးတဲ့သူကဓနီးဖြစ်သူနဲ့ကလေးတွေအတွက်လည်းဘာမဆိုလုံးမှာမို့စီဝါကိုပဲလက်ထပ်မယ်ဆိုတဲ့အကြောင်းယာမာကဝင်ပြောတော့အရင်ဆုံးသူ့ရဲ့အတိတ်ကအပြစ်တွေကိုဆေးကြောဖို့စီဝါကစကမ်းမှာသွားအဖမ်းခံလိုက်ပြီးမိသားစုကိုပြစ်မှတ်ထားတိုက်ခိုက်ခံရတာကြောင့်ခုခံတာတသက်ဖြစ်ကြောင်းရှင်းနေကြီးကထွက်ဆိုပေးတဲ့အခါပြင်းထန်ချောချောပေါ်ပေါ်နဲ့ကြားခံခဲ့ရပြီးထွက်လာပြီးရှိချင်းမင်းမေကိုလက်ထပ်ခဲ့ရဖြစ်ကြောင်းရှင်းပြပါတယ်မင်းကိုအသက်ခံရပြီးချင်းချင်းတုန်းကဘာရာဂူရန်တို့မိသားစုကိုဖျက်ဆီးခြင်းသိပေါ်လာပေမဲ့အဲ့ဒီလိုအညိုးတွေးတွေကြောင့်ကြံနေသေးတဲ့သူ့မိသားစုလေးအဆုံးရှုံးမခံနိုင်တော့တာမို့ဒီလောက်ထိတောင်းခံထားတာဖြစ်ကြောင်းရှင်းပြလိုက်ချိန်မှာအရင်ကဖခင်ကိုအရက်တောင်းယုံကလွဲလို့မိသားစုအတွက်အသုံးမဝင်တဲ့သူတယောက်လိုမှတ်ထားတဲ့ဗာရန်လည်းအခုမှနားလည်သွားရပါတယ်ဒီလိုနဲ့နောက်တစ်ယောက်ကိုလိုက်သွားပြီးမှရာမာတို့သားမိနဲ့ပြန်ဆောင်ခဲ့ရပြီးသားဖြစ်သူဒီမူကလွတ်ဖို့အရင်ကသူ့ကိုကူညီပေးခဲ့ဘူးတဲ့ရှင်းနေကြီးထိသွားဖို့လိုလာတာကြောင့်ရာမာတို့သားမိကိုထားခဲ့ကမနေ့ပြန်တရားရုံးကိုလိုက်ခဲ့ဖို့မှာထားခဲ့ပြီးတာဘာနှစ်ယောက်တည်းထွက်လာတော့အမေတို့ကိုဘာလို့ထားခဲ့တာလဲမေးလာတဲ့ဗာရန်ကိုသူတို့အတိုက်ခိုက်ခံရရင်တောင်မင်းအမေနဲ့ညီမလေးတို့ကိုလွတ်အောင်လို့ဆိုပါတယ်ဒီလိုနဲ့ရှင်းနေကြီးထိရောက်လာတဲ့အခါသူသားကလူတက်လိုက်တာကြောင့်ထွက်ပြေးလာခဲ့ရတာဖြစ်ပြီးစီပါကပြောပြနေချိန်မင်းကတကယ်တက်လိုက်တာပေါ့လို့ဗာရန်ကိုကြီးကရှင်းနေကြီးကမေးခွန်းထုတ်တော့သူ့ကိုဗာရာဂူတန်းကတက်တယ်ဆိုတာလူတိုင်းသိပေမဲ့ရဲတွေစီအမှုဖွင့်ပြန်တော့လဲအေးမလုပ်ကြတာကြောင့်အမေဖြစ်သူမအိမ်နိုင်မစားနိုင်ဖြစ်နေတာကိုမကြည့်ရတော့လို့လက်စားချေပေးလိုက်တာဖြစ်ကြောင်းရှင်းပြပါတယ်တာဖြစ်သူကိုအပြင်မှာသွားဆောင်နေဖို့ပြောလာတဲ့စီပါကဒီကိစ္စကိုသူသားနဲ့ဘာမှမဆိုင်ပဲတရားခန်းကသူဖြစ်တယ်ဆိုပြီးလှုပ်လို့ရမလားဆိုတော့မင်းထောင်ထဲဝင်သွားခဲ့ရင်ရောအပြင်မှာကြံခဲ့တဲ့မင်းသားနဲ့မိသားစုကဘေးကိမဲ့ထင်လို့လားဆိုကရှင်းနေကြီးကမေးခွန်းပြန်ထုတ်ပါတယ်ဒီတော့အကောင်းဆုံးနီလန်ကမနေ့ပြန်တရားရုံးရှိကိုလာပြီးမင်းတို့တာဖားနှစ်ယောက်စလုံးအဖမ်းခံလိုက်ဆိုတာကြောင့်လက်ခံလိုက်ပြီးတစ်ဖက်ကစီပါတို့တာဖားနှစ်ယောက်ကိုတောထဲမှာလိုက်ဖမ်းခဲ့တဲ့ဘဲတွေကသူတို့အသက်ကိုချမ်းသာပေးသွားတဲ့အတွက်အဲ့ဒီတာဖားနှစ်ယောက်ကတောကျွမ်းတာမို့ဘလို့မှရှာလို့မရဘူးဆိုတဲ့အကြောင်းသွားလိမ်ပေးနေပါတယ်နောက်မနေ့ရောက်တော့တရားရုံးစီအရင်ရောက်လာတဲ့ယာမာတို့သားမိကိုနေရာတိုင်းမှာရှိနေတဲ့ဗာရာဂူရန်တို့ရဲ့လူတယောက်ကမြင်သွားပြီးကတ်တီဆန်တို့စီသတင်းလမ်းပြီးတော့သူသားလည်းနောက်ကလိုက်လိုက်မှတေးကြတာမို့တေးချစောင့်ကြည့်ထားဖို့မှာပါတယ်တရားခွင်ကစနေပြီမို့ရှင်းနေကြီးကအရင်ရောက်လာတဲ့ယာမာတို့သားမိကိုခေါ်ကစီပါတို့သားဖမရောက်သေးဘူးလားမေးတော့သူလာမှတေးကြတယ်လို့ပဲပြန်ဖြေလိုက်ပြီးဗာရာဂူရန်တို့ရဲ့အပေါင်းပါစကန်မှုတို့ပါစီပါတို့ကိုဖမ်းဖို့တရားရုံးအရှိမစောင့်နေကြတာကိုစီပါတို့ကလမ်းမြင်လိုက်ပါတယ်အဲ့ဒါကြောင့်တရားရုံးထဲကိုဝင်ဖို့မြေပဲပြုတ်တဲ့ရဲ့တွန်းလဲပေးကနေကတ်လိုက်သွားပြီးအဲ့ဒီရဲတွေလက်ကလွတ်ပြီးအထဲကိုရောက်လာပေမဲ့အထဲမှာလည်းဗာရာဂူရန်ရဲ့ညီကတ်တီဆန်နဲ့အတူတပည့်တွေလည်းရောက်နေကြတာကြောင့်တရားရုံးထဲမှာပဲမျက်ခြေဖြတ်ထားခဲ့လိုက်ပါတယ်တရားသူကြီးကပြန်သွားတာတောင်စီပါတို့ကအခုထိရောက်မလာတာကြောင့်စိတ်ဆိုးသွားတဲ့ရှင်းနေကြီးကယာမာနဲ့အတူနောက်ကရောက်လာတဲ့မူဒူကေဆန်တို့အားပြောဆိုသွားကအိမ်ကိုပြန်ရောက်လာတော့ကြိုးဆောင်နေတဲ့စီပါအားဘာလာလောက်တာလဲဒေါသတကြီးမေးခွန်းထုတ်တော့သူတို့တရားရုံးကိုလာမယ်ဆိုတာသတင်းရသွားတဲ့ကတ်တေဆန်တို့ကတရားရုံးအဝမှာကြိုးဆောင်နေကြတာကြောင်းလို့ရှင်းပြမှနားလည်သွားပါတယ်တရားရုံးကိစ္စအဆင်မပြေတော့ရင်သူပိုင်နေတဲ့မြေလေး3ဧကကြောင့်အခုလိုပြဿနာတွေစားခဲ့ရတာဖြစ်ပြီးဒီကိစ္စတွေပြီးတော့အောင်အဲ့ဒီမြေတွေကိုသူတို့ကိုပေးမယ်ဆိုတဲ့အကြောင်းရှင်းနေကြီးကိုညှိနှိုင်းခိုင်းပါတယ်
အဲ့ဒါကြောင့်ရှင်းနေကြီးကကတိဆန်တို့နဲ့ပေါင်းပြီးလှုပ်ရှားနေတဲ့ရဲအုပ်ကိုလမ်းခေါ်ကသူတို့လိုချင်တာကအဲ့ဒီမြေ3ဧကမလားဆိုတော့အစောတွေကအဲ့ဒီမြေဒေသရောင်းပေးခဲ့ရင်မိသားစုနှစ်စုရဲ့အသက်နှချောင်းဆုံးရှုံးစရာမလိုဘူးဆိုတာကြောင့်ရွာကောင်စီရှင်းမှာသဘောတူစာချုပ်ချုပ်ဖို့တရက်ချိန်လိုက်ပါတယ်ဒီလိုနဲ့တောင်ပိုင်းနဲ့မြောက်ပိုင်းရွာသူရွာသားတွေအားလုံးရှိကောင်စီကချမှတ်တဲ့စည်းကမ်းတွေအတိုင်းပြဿနာတွေကြေအေးပေးဖို့စီဘာကသူပိုင်နဲ့မြေ3ဧကကိုလက်မှတ်ထိုးလွှဲပြောင်းပေးလိုက်ပြီးတော်တွေကပုံနာကြီးတယောက်စီမှာခဏထားခဲ့တဲ့ဗာရန်ကတေးပေါက်မလို့ဆိုတာထွက်လာပါတယ်သူတို့ဘက်ကတစ်ချက်လေးတောင်မစင်သားပဲသဘောတူလိုက်တာကိုစီဘာနဲ့ရှင်းနေကြီးကစိတ်ထဲတစ်မျိုးဖြစ်နေပြီးတားဖြစ်သူကိုထားခဲ့တဲ့စီပြန်ရောက်လာတော့အပေါ်သွားအောင်မယ်ဆိုတာအခုထိပြန်မရောက်လာသေးဘူးဆိုတာနဲ့စောင့်ကြည့်နေကြတော့မင်းတို့စာချုပ်ချုပ်တဲ့အချိန်တွေကကတိဆန်ရဲ့တပည့်တွေကဗာရန်ကိုလာဖမ်းခေါ်သွားကြကြောင်းတယောက်ကလာပြောသွားပါတယ်တစ်ဖက်ကဗာရန်ကတော့မသေးုံတမဲရိုက်နှက်ခံနေရချိန်နောက်ကနေမူလူကေဆန်တို့ကိုလူစုပြီးလိုက်လာဖို့မှာထားခဲ့ကတယောက်တည်းထွက်လာတဲ့စီဘာကအကုန်တန်းစီပြီးခုတ်ပါတော့တယ်အများကြီးနဲ့တယောက်ဖြစ်တာမို့စီဘာလဲတန်ရာပေါင်းများစွာနဲ့လဲကျသွားချိန်တားဖြစ်သူကိုတတ်ဖို့လုပ်နေတဲ့ကတိဆန်အားကြန့်ရှိနေတဲ့အားလေးနဲ့ထပြီးအဆုံးသတ်ပေးလိုက်ပါတယ်အဲ့ဒီလိုပြဿနာတွေအားလုံးပြီးဆုံးသွားချိန်လူပေါင်းများစွာကိုတက်ခဲ့တဲ့အမှုနဲ့တရားခွင်ဝင်ရတော့မဲ့စီဘာကမိသားစုမှာအားကိုးစရာဆိုလို့မင်းမရှိတော့တာမို့ညီမလေးနဲ့အမေတို့ကိုတေချောင်းဆောက်ရှောက်ဖို့တားဖြစ်သူကိုမာနေရင်ငါတို့မှရာမြေတွေရှိရင်ပတ်စံရှိတဲ့သူတွေကတိမ့်ပိုက်ကြမှာဖြစ်ပြီးပညာသာတက်ရင်ဘလို့လူကမှလာပြီးလူယူသွားလို့မရတာကြောင့်ပတ်စံရှိတဲ့သူတွေကိုအနိုင်ယူခြင်းရင်ကျောင်းကိုပုံမှန်တက်စာကြိုးစားကအာဏာရှိတဲ့သူတယောက်ဖြစ်အောင်လုပ်ဖို့ထပ်မှာပါတယ်အလဲကြပြီးဖြစ်ကြောင်းရှင်းနေတယောက်ကလာခေါ်လို့တရားခွင်ထဲကိုဝင်တော့မဲ့စီပါကိုမျက်ရည်တွေနဲ့ကြည့်ပြီးကြံနေခဲ့သူဗာရန်ကသူတို့ပိုင်ဆိုင်ထားတဲ့ဖခင်ကအရင်ကထင်ခဲ့ဘူးတဲ့သွေးမရှိတဲ့သူတယောက်လည်းမဟုတ်တယ်လို့အရက်လောက်ပဲတောက်တက်ပြီးမိသားစုတို့အသုံးမဝင်တဲ့ဖခင်တယောက်မဟုတ်မှန်ကောင်းကောင်းကြီးသိခဲ့ရပါတော့တယ်